ကျွန်တော်တို့ V Love Food ဆိုတာကအစားအသောက်တင်မဟုတ်ပဲနဲ့လူတယောက်နဲ့တယောက်ရဲ့ချင်းမြတ်တာကို express လုပ်တဲ့နေရာမှာသုံးတယ်လို့မြင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ photographer အောင်ကျော်လို့ဖြစ်ပါတယ်ကျွန်တော်ကတော့ commercial နဲ့ fashion photographer တယောက်ဖြစ်ပါတယ်ဒီအပြင်ကျွန်တော်ကိုယ့် project တွေနဲ့ cultural reflect ဖြစ်တဲ့ photo shoot လေးတွေကိုစီစဉ်ဖြစ်ပါတယ်ဒီတစ်ခေါက်တော့ကျွန်တော် Vivo V60 နဲ့အတူလူနဲ့အစားအသောက်နဲ့တူတူတွဲရက်ပြီးတော့ဘယ်လိုပုံဖော်ရမလဲဆိုတာကိုမျှဝေပေးချင်ပါတယ်အခုဒီနောက်ဆုံးထွက်ရှိရတဲ့ Vivo V60 ရဲ့ focal length 5မျိုးနဲ့ဘယ်လိုမျိုးပုံဖော်ရလဲဆိုတာကိုကျွန်တော်ပြပြပေးသွားမှာဖြစ်ပါတယ်23mm ကတော့ wide lens သဘောဖြစ်နေတော့ကျွန်တော်ကနေပြီးတော့ဒီ 23mm lens ကို outdoor မှာရိုက်တဲ့အချိန်မှာအသုံးပြုရတယ် outdoor ရိုက်တဲ့အချိန်မှာ subject က VR surrounding ရောတစ်ခါတည်း capture လုပ်နိုင်ပါတယ်35mm lens ကတော့တယောက်နဲ့တယောက် intimacy ရဲ့တယောက်နဲ့တယောက် share လုပ်နေရတယ်တယောက်နဲ့တယောက် express လုပ်နေရလေးတွေကိုပို့ပြီးတော့ capture လုပ်နိုင်တယ်လို့ထင်ပါတယ်50mm ကတော့ Pro V close up ဖြစ်သွားတဲ့အတွက်ဒုတိယကဒီဟာလေးကိုအစားတောက်လေးကိုစားနေတဲ့အချိန်မှာသူ့ရဲ့အစားတောက်ကိုစားနေတဲ့အချိန်မှာဖြစ်သွားတဲ့ feeling လေးတွေကိုပို့ပြီးတော့ capture လုပ်နိုင်ပါတယ်ပြီးလို့ရှိရင်အစားတောက်နဲ့ detail လေးတွေရောလူရဲ့ expression detail လေးတွေပါ capture လုပ်နိုင်ပါတယ်85mm နဲ့ 100mm တော့မှန်ဘလူးဖြစ်သွားတဲ့အချိန်မှာလူတစ်ယောက်ကအစားအသောက်ကိုစားလိုက်တဲ့အချိန်မှာသူ့ရဲ့ဖြစ်သွားတဲ့ expression တွေဒီမျက်လုံးထဲကရတဲ့ emotion တွေကို detail capture လုပ်နိုင်တယ်လို့ထင်ပါတယ်ကျွန်တော်တို့ V Love Food ဆိုတာကအစားအသောက်တင်မဟုတ်ပဲနဲ့လူတယောက်နဲ့တယောက်ရဲ့ချင်းမြတ်တာကို express လုပ်တဲ့နေရာမှာသုံးတယ်လို့မြင်ပါတယ်ဒီလိုမျိုးလေးပေါ့နော်ပါဇက်ကမပြောဘဲနဲ့ express လုပ်တဲ့အနေနဲ့သုံးတဲ့ပုံစံမျိုးလို့ကျွန်တော်ကတော့ထင်ပါတယ်V Love Life ကကျွန်တော်တို့ကတော့ဒီပုံမှန်ရိုးရှင်းတဲ့ဘဝလေးကိုအေးစေးစိတ်ချမ်းသာနဲ့ဖြတ်သန်းတာပေါ့နော်တယောက်နဲ့တယောက်ချင်းမြတ်တာနဲ့ကိုလုံးချင်တာလေးကိုလုပ်ကို express လုပ်ချင်တာလေးကို express လုပ်ပြီးတော့ရိုးရှင်းစွာဖြတ်သန်းရတာလေးကို V Love Life လို့ထင်ပါတယ်ကဲအခုပရိသတ်ကြီးလည်းရောက်ပါပြီပရိသတ်ကြီးကိုလည်း Vivo V60 ကိုကင်ပြီးတော့ကိုကြိုက်တဲ့ focal lens ကိုရွေးချယ်ပြီးတော့ကိုချစ်တဲ့ကို express လုပ်ရှင်တဲ့အရာလေးတွေကို capture လုပ်ပြီးတော့ #VLoveLife ဆိုပြီးတော့ sharing လုပ်ပေးပါဒီ Vivo ရဲ့ VLoveLife campaign မှာလည်းပါဝင်ပေးပါလို့အကြံချင်ပါတယ် Vivo